ဇလန်းစာမှာစပင်းရှေမုတ်စိတ်ဘရိတ်ဘွားနဲ့ထောင်းထမရောက်နေတဲ့ဘွိုင်ခါဆိုတဲ့လူတယောက်ကိုတွေ့ရမှာပါဘွိုင်ခါကတာမန်လူတယောက်တော့မဟုတ်ပါဘူးသူဟာတချင်ကကမ္ဘာအန်ဒီရေရှိဆုံးလဝီသမားဖြစ်ခဲ့တယ်လို့ကမ္ဘာချန်ပီယံဆုတွေကိုလည်းအချိန်ချင်းရရှိခဲ့ပူသူပါဘယ်သူမှသူကိုရှင်နိုင်စွမ်းမရှိတော့အောင်အစွမ်းထက်တဲ့လဝီသမားတယောက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုတော့သူဟာထောင်ထဲမှာကျန်းတိုက်တန်းရှင်းကြီးလုံနေရတဲ့အစဉ်ကိုရောက်နေပါတယ်အကြောင်းရင်းကတော့အရင်ကထောင်ထဲမှာကျင့်ပါခဲ့တဲ့မြေရောက်တိုက်ခိုက်ပွဲတစ်ခုမှာပြိုင်ပြက်ကဘွိုင်ကားရဲ့ခြေထောက်ကိုချိုးပစ်လိုက်ခဲ့တဲ့ပွဲရှုံးသွားပြီးသူရဟဲ့တဲ့မြဂုံတိတ်ခါတွေအလုံးအကုန်ပျက်စီးသွားခဲ့ရလို့ပါအဲ့ဒီနေ့ကစပြီးဘွိုင်ကားကိုဘယ်သူမှမလေးစားကြတော့ပါဘူးဘွိုင်ကားတန်းရှင်းကြီးလုံနေတဲ့နေရာကတိုက်ခိုက်ပွဲတွေကျင်းပတဲ့နေရာရဲ့အောက်ထပ်မှာဖြစ်တာကြောင့်အပေါ်ထက်ကတိုက်ခိုက်ထန်တွေကိုသူအမြဲကြားနေရပါတယ်ဒါပေမဲ့ခြေထောက်တန်ရကြောင့်သူပစောက်ပေးပါဝင်ခြင်းနေပါစေမရှင်းပြိုင်နိုင်ခဲ့ပါဘူးတချင်ကဘွိုင်ကားကဒီထောင်ရဲ့ဘရင်အဖြစ်စိုးမိုးခဲ့ဖူးပေမဲ့အခုတော့သူ့ကိုဘယ်သူမှဂယုမစိုက်ကြတော့ပဲသူ့နေရာမှာစီခါဆိုတဲ့ချန်ပီယံအသစ်ကိုပဲအားလုံးကအလီပင်းကြပါတယ်စီခါကလည်းပလိုင်မတ်တွေကိုအသေးလဲရိမ့်နှက်ထားတဲ့ရက်ဆက်လွန်သူတယောက်ပါဒီထောင်တွေကမြေရောက်တိုက်ခိုက်ပွဲတွေကိုစီစဉ်ပြီးပိုက်ဆန်ရှာနေတဲ့သူကတော့ကာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဘွိုင်ကာအတွက်ပွဲတွေအများကြီးထိုးပေးခဲ့ဘူးပေမဲ့ဘွိုင်ကာခြေတော့ကျိုးသွားပြီးတော့မှတော့စီခါကရဲ့မျက်နာသာပေးမှုကိုရရှိသွားပါတယ်